ကြောဘူးကြောဘာလို့ဘူးကြောဘူးကြောဘာကတောင်းနော်ဟုတ်ကဲ့နော်ဟုတ်ကဲ့ဟိုဒီကောင်ဒီလောက်ခိုင်းနေတော့တော်ပြပါဟုတ်ကဲ့စိတ်ချပါလားဘလို့ပြလာတယ်ဟာဟဲ့ကောင်မင်းဟိုပွဲသားကောင်လေးမို့လားဟုတ်ပါတယ်ဗျဟိုကောင်တစ်ကောင်စီလာလားအိမ်မှာမရှိဘူးမဟုတ်ဘူးဗျဟိုကျွန်တော်ကလေအဘစီကိုလာဘာကိစ္စလဲဟိုကျွန်တော်ရှင်ထဲမှာခံစားနေရတာလေးတွေကိုလေအဘကိုပြောပြချင်လို့ပါဟဲ့မင်းကတော့ရည်စားစကားလာပြောနေတာလားငါ့ကိုဘာထင်လို့လဲအိုးဘာဟဲ့ဘာတွေချုပ်ပြောနေတာလဲဟိုကျွန်တော်ပြောတာကလေဟိုအဘဒီအိမ်ရှိရဝတ်တာလေးမှာအမြဲတမ်းထိုင်နေရတော့ကြည့်ပြီးကျွန်တော်ရှင်ထဲမှာမကောင်းလို့ပါရဲ့အဲ့ဒါကိုပြောတာကွာငါအောက်ပိုင်းမှာမကောင်းတာဒီနေရာလေးကလေးကောင်းလေးတန်းရတယ်ဒါကြောင့်ငါဒီနေရာလေးမှာထိုင်နေတာဗောကွာကျွန်တော်ကလည်းအဲ့ဒါကိုပဲစိတ်မကောင်းဖြစ်နေတာအဘရဲ့ကျွန်တော်ဒီရွာကိုစရောက်ပြီဆိုကြရလေအဘကိုစပြီးတွေ့ရတာပဲအဲ့အချိန်တည်းကစိတ်မကောင်းဖြစ်နေတာဒီနေ့အထိတောက်လျှောက်ပဲအဘရဲ့တရက်မှကိုစိတ်မချမ်းသာရဘူးကျွန်တော်ကလေအဘကိုသူများတဲ့ခိုင်လို့အပြင်မှာရှောက်လေစီချင်တာပါဟာလဲကျင်တာပေါ့ကွာအောက်ပိုင်းမကောင်းတော့ငါဘယ်လိုလဲလို့ရမှာတော့ကွာအဲ့အတွက်မပူပါနဲ့အဘရဲ့ကျွန်တော်အားလုံးစီစဉ်တာဟေးမင်းကဘာစီစဉ်တာလဲအားလုံးစီစဉ်ထားပြီးသွားပြီအဘသာကျွန်တော်စီစဉ်အတိုင်းလိုက်လာမယ်ဆိုလို့ရှိရင်အကုန်အဆင်ပြေတယ်အဘလိုက်ပါလားဟာအပြင်သာထွက်လဲဟောမဆိုတော့ဟေးကောင်လိုက်ပြီးသားပဲကွာဟဲ့စိုက်ပြီပါဘာလို့ဖြစ်တာလဲကိုပေတိုင်းရဲ့ရှင့်နဲ့နေခင်းကြောင်တော့နောက်ဖေးဘောက်ကတက်လာတယ်လို့နေခင်းကြောင်တော့နင့်ငါဘာလုပ်လို့လဲတော်လူကြီးဖြစ်နေပြီလေလာချင်းလားအိမ်ရှိဘောက်ကလာပါလားနောက်ဖေးဘောက်ကတက်လာတာကိုခလေးတွေမြင်ဘယ်နဲ့လုံးမလဲအိမ်ရှိဘောက်မှာနေပြီးတွေ့သွားပါကွာကလေးတွေမရှိကလေးတွေမရှိနေကစားလိုက်ဟာနင်တော်နော်တော်ဒီအသက်ရွယ်ဒီပေါက်တက်ခဲ့တွေပြောနေတယ်ဘာလို့ကစားရမှာလဲကျုပ်ကဟုတ်လေဟိုဟာ哦，都说你干嘛的？你干嘛的？你都讲话的，不是，就你们后面你们退后你们逼不着你们吧？啊，对了，对，打我，再讲。တော့စကားပြောရလေတော်တော်ကိုကတ်တိကတ်ဖက်နိုင်တဲ့လူပဲဒီမှာနော်ကျုပ်စိတ်မရှိရင်နော်တော့ထိုင်မွေးရအကုန်ဆွဲနှုတ်ပလိုက်မယ်နှုတ်ချင်လဲနှုတ်ပါဟာငါကစားချင်လို့ပါဟာရွှေနွေးရညတော့ပါပဲဘာကစားချင်တာကပြောဟောဟိုငငယ်တုန်းကလူလေဟာဟိုလင်းမရလောက်တယ်ဘာဟိုဒီတင်ငယ်လေးတွေကအဖိုးကိုရွာထဲလိုက်ပြမလို့တဲ့ဟုတ်တယ်ဟိုအဘကလေဟိုဒီအိမ်ပေါ်မှာပဲနေနေရကြာပြီဆိုတော့လေညောင်းပြီးတော့ပြင်းနေမှာဆိုတော့ ਨੇ ရွာထဲကိုရှောက်ပတ်ပြမယ်အမေရောသိလို့လားကိုယ့်သမီးလေးသူ့ချင်းဘယ်လိုလုပ်အဖိုးကလဲရမှာလဲသမီးရအဲ့ဒီချားလိုက်မယ်လေနော်သိပါတဲ့ဟောခေါ်လို့မရဘူးမသိလို့မရမယ်အဘဘုံတော့ပါလေကာလာသားတွေပြောတော့မှာဆိုတော့ဒီချောလိုက်လို့မရဘူးပါလိုက်လို့မရဘူးမရဘူးပါမရဘူးဒီလိုလိုက်လို့မရဘူးဒီကတော့ဟိုဒီတော့ဟောပြောနေဟောဘယ်လိုပြောစမ်းမကိုဖေးတိုင်းရဲ့ဘာဖြစ်လို့တော့အချင်းပြောနေရလဲတော့လူပြောနေမလို့ကြားမှာရွှေနွေးဒီလောက်ကတ်ပြောတာတော့မှနေသားမနေတော့ဟာအကောင်းဆုံးလေးရှိတူးလည်းမပြောနဲ့ကြေကြေလည်းမပြောနဲ့ကတ်ပြီးတော့လည်းမပြောနဲ့နော်ဘာမှပြောပြန်တာအကောင်းဆုံးပြန်တော့တောင်းမှန်တယ်မပြန်ပြရသေးတယ်ဟာငယ်မူလေးနည်းနည်းပြန်လိုက်ကြည့်ပါဟမ်တော်တယ်တော့ပါလိုက်လို့မလားလေးတော့လောက်စီစင်းနေနေတော်နော်
ဘာလဲကြမ်းစင်းနေပြန်ပြီဘာလို့စင်းနေဖြစ်တာလဲတောက်လေအလေးကိုမပေးရဘူး ဘာကြံစီတို့လဲနင်းလည်းငါ့ကိုတိတ်ဟောက်တော့ပြန်လာတော့ကောင်းနင်းကငါကစားနေတာပေးပါဦးလားဟုတ်ပါအဲ့တော့ပြန်တော့နောက်လည်းဘယ်တော့မှမလာဘူးသွားပြီ စိတ်ဟဲ့ပြဖို့ မလေးကိုတော်တာဖုန်းကအဖိုးရွာထဲရှောက်ပြဖို့ဆိုပြီးထင်းလေးလေးနဲ့တင်းပြီးခေါ်သွား ဘလို့ရွာထဲရှောက်ပြဖို့ထင်းလဲနဲ့ခေါ်သွားတယ်ဟာအဲ့ဒီပွဲစားတငယ်ရလေတော်တော်များအားရနေလားမသိပါဘူးကိုဖေတန်းတူလို့မပြောရဘူးတော်တော်နတ်ရောဆွဲတယ်လှုပ်ရှားရှားလို့ငါအဖေကိုမြန်ထင်းလဲနဲ့တင်ပြီးခေါ်ရတယ်လို့နေမတားဘူးလား အမေကလည်းအဖိုးကတောင်တမီးကိုနင့်အမေမသိစေနဲ့ဆိုပြီးရှိုးတိုးတိုးလောက်သွားသေးတာတမီးကိုခေါ်သွားပါဆိုတော့မခေါ်ပါဘူး မဖြစ်ဘူးဒီတိုင်းထားလို့ကဘယ်လိုဖြစ်မလဲတော်ကြငါအဖေရွာရုပ်ကုန်းပေါက်ရှောက်ရောက်နေဦးမယ်လိုက်ခေါ်မှဖြစ်မှာပေါ့ဟိုတစ်ခေါက်ပဲပါလေ အခုမှလာနေပြီ ကြားမရှိဘူးအဲ့ဟိုရှာရှိဟိုတကောင်ဒီတော့ကလည်းတနေ့အိမ်နေတာကိုမရှိဘူးဒီမှာနေဖို့မရှိတော့ဘူးဟဲ့မရှိတော့ဘူး ဟာအဘောမရှိတော့ဘူးညီမေဟာကိုရအဘောမရှိတော့ဘူးဟာအဘောမရှိတော့ဘူးကိုရ ဘာဒီပြောနေရတော့နမိတ်မရှိဓမ္မမရှိနဲ့ဘာဒီပြောနေနေဖို့အိမ်မှာမရှိဘူးလို့ပြောတာဟဲ့ ဟုတ်တယ်မတော်တာဖုန်းတော့အဖိုးရွာထဲရှောက်ပြဖို့ဆိုပြီးခေါ်သွားတာ ဟာဒါဆိုအဖိုးလမ်းချောင်းရပြီပေါ့ဟာအဖိုးလမ်းချောင်းလို့ရပြီ ရှောက်ပြောနေလက်ချင်းလေးနဲ့တင်ပြီးခေါ်သွားတာပြောတာ ဒီနို့ငါစကားပြောတာတော်တော်လေးကုန်နဲ့အခုလိုက်ရှာမှဖြစ်မယ်ဟဲ့ဘယ်ခေါ်လို့ခေါ်တော့မသိဘူးလာ ရှာမယ်လေရှာမယ်လေဝေးသားလိုက်တာကွာနေနေတော့ကစားတိုင်းရွယ်ကွာမင်းကလေပွဲစားလို့မပြောအောင်အုံတော့တော်ကောင်းတကောင်းကွာ ကြည့်ရတာအဘတော်တော်ပြောနေလို့ရတယ်အဘဒီလောက်တော့ပြောနေလို့ရှိရင်အဘဒီတက်ပုံပြီးထပ်ပြောอ่ะနောက်တစ်ခေါက်ထပ်ဆိုရင် နေပါဦးကွာနေပါဦးဘောလုံးလုံးလို့ပါ အဘရဲ့အဘနဲ့လှဲပေါ်နဲ့ထိုင်ပြီးတော့လိုက်လာတာအဘမောနေရလား ဩမင်းကလေကွာလှဲရဆောင်တော့မောတာပေါ့တကူလုံးကန်ရိုက်ထားသလိုပဲမောနေတာပေါ့ ကဲတော်တာဖုန်းရေလှဲဘွားလိုက်လာတာဆောင်းတော့မောတယ်တဲ့တို့မဆောင်းမဲ့အရာလေးစီစဉ်လိုက်မယ် ဘာလဲ ဟောက်မှာလှေ ဟာအဘရဲ့အဲ့ဒါတော့ဟုတ်တယ်ဗျာအဲ့ဒါအမှန်ကန်ပဲအဘဒီလိုမျိုးရတာကိုမခံရတာကြားပြီမလားရေပြင်းအကျယ်ကြီးထဲမှာလှေလေးကိုလှော်ပြီးလေလေးကတဖြူးဖြူးတိုက်တာအဘရေလည်းကောင်းတယ်နော်အဘဘာလှေစီးမလား စီးမှာပေါ့ဟာ စီးမယ်တဲ့တူတူတေးလေ ပြောနေအိုင်းနေဟာလေဟဲ့ဘယ်လိုစီးနေမစားနိုင်ဘူးလား 好，杀了不了，这边也够不杀了嘛？ ဟဲ့ဘာစီးနေလဲ 哦，爸耶，爸我连金看看没视频，嘿嘿嘿，老兄啊，对不对？对不对嘛嘞？来嘛啦，来来来来， ဒီမှာဘာကပုံကောင်းတာပေါ့ကွာ 各位， အစီအစဉ်ပုံပြောင်ပြောက်သွားတာဟေးဟောလေဟာတာရလိုက်တာကွာဒီလိုရတယ်ရောမခံစားရကြာပြီပါဒေဗီလင်းကြီးရဲ့တိုက်ခတ်တော့ဟာအသက်ကြီးရတော့ဝါစိတ်ချမ်းသာနေတယ်ကွာစိတ်ကြဒီတဲ့ကိုအေးချမ်းသာရပြီရင်ခုန်မှုတွေနဲ့ထပ်တွေ့အောင်ပါအောင်မလေးငါကျမ်းမကြီးလေးကောင်းနေတယ်ထင်တယ် ချမ်းပါရေကောင်းမှုတော့ကတော့စိတ်ချလေပြက်နေတဲ့ခြေတော့ပါပြန်ကောင်းသွားစေရမယ် မင်းတို့ကျေးဇူးတင်တယ်ကွာဦးလေးကြနုဒီတဲ့ပုံပြီးမအေးချမ်းနေဘူးလားငါအဲ့ဒီအေးချမ်းမှုကိုကြားနေတာကွာဟောလာဖုန်းရေ ညာ အောင်ပြီလေပြီအောင်ပြီသွားပြီဟေးတော်တော်ဖုန်း ညာ ကြားနေသလားလို့ ဟုတ်တယ်လေးပြီ တော်တော်ဖုန်း ညာ ငါကြားနေပြီနော် ဟုတ်တယ်လေးပြီတော်တော်ကြာနေပြီ ဦးလေးကြနု အဘရေ တော်တော်ဖုန်း ညာ သွားပြီတက်မလားလုံးနေ ပြောင်းနေပြီညာ အဲ့ဘယ်ကြားပါကောကိုရဘူးဟောမပြောဘူးဒီမှာမရှိသေးဘူးဆက်စားမယ်
好吧，好吧，加这吧，ကိုမင်းသားဘယ်မှာလဲကျမဖေး 好吧，好吧，啊， ဒီအောင်ကိုဘာသွားလုပ်တာတော့ 叫我龙来讲，好吧，你别过不来了。 ဒါဆိုရင်ဒီနေတာပေါ့အဲ့ဒါပဲရပါတော့ရတယ်လောလည်းမတွေ့ဘူး 你多少年了？多你也要嘛叫中的快点来，俺俩要ပြန်ပေါ်မလား？ ဒီမှာလိုက်တယ်ကြပါဦးဟဲ့ဘာလို့လဲချက်တော့ဘာလို့လဲ 好嘛。 တော့ဖေးတဲ့လက်စတော့တော့လက်ချက်ကို ပြန်များကောင်းလာမလားလို့ပါမရွှေနေရဲ့ တော့လေအသက်ပဲဖေးဆောင်နေပြီအခုချိန်ဒီကပေါက်တိကပေါက်ချာညံနေတဲ့ပေါက်တက်ကရလုံနေတော့မဲလားဒါကြောင့်မလို့တော်တဲ့ကျုပ်မညာလားတွေ့တယ်တော်တဲ့ကျုပ်တွေ့အောင်မယ် လဲကြောင်းနေပါနဲ့ဟောဟုတ်နေပါလေတို့အဖိုးအိမ်ပေါ်သွားရအောင် ဟဲ့မကြလေလက်ကျမနေပါဒီစားလောက်မ ဘယ်လိုကုန်းလဲပေါ်တော့ဘယ်လိုရီလဲပဲပြန်ရတာပါ